တမာကျန်းစာထဲမှာကွန်မြူနစ်စနစ်ယနေ့ကမ္ဘာနိုင်ငံအချို့ရဲ့ကွန်မြူနစ်စနစ်နဲ့တမာကျန်းစာထဲမှာတွေ့ရတဲ့ကွန်မြူနစ်စနစ်အကြားတူညီမှုနဲ့ခြားနားမှုတွေကဘာတွေလဲကမ္ဘာနိုင်ငံတွေရဲ့နိုင်ငံရေးအုပ်ချုပ်ပုံစနစ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်မတူညီတဲ့စနစ်တွေရှိကြတယ်ဆိုတာကိုတွေ့ရပါတယ်ဒီမိုကရေစီစနစ် authoritarianism monarchy စနစ် capitalism socialism communism စသဖြင့်အမျိုးမျိုးရှိကြပါတယ်အခုပြောချင်တဲ့ communism ဆိုတာကတော့ပစ္စည်းများကိုပူးတွဲပိုင်ဆိုင်ခြင်း common ownership နဲ့လူမှုရေးတန်းတူမှု social equality ကိုအခြေခံတဲ့အတွေးအခေါ်ပုံစံနဲ့အစိုးရစနစ်ပဲဖြစ်ပါတယ်ဥပမာပြောရရင်တရုတ်ရုရှားနဲ့ကျူးဘားနိုင်ငံကဲ့သို့သောနိုင်ငံတွေရဲ့စနစ်တွေပဲဖြစ်ပါတယ်တပိုင်းကာလအစပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်လေလူအဖွဲ့အစည်းကတဘာဝအရပူးတွဲအသုံးချမှုစနစ်နဲ့နေထိုင်လာခဲ့ကြတယ်ဆိုတာကိုတွေ့ရပါတယ်ကွန်မြူနစ်စနစ်ကိုစတင်တည်ထောင်သူတွေကတော့ဂျာမနီနိုင်ငံသားကာမာ့က်စ်နဲ့ဖရီဒရစ်အန်ဂယ်တို့ဖြစ်ပါတယ်ဖရီဒရစ်အန်ဂယ်ကကာမာ့က်စ်ကိုငွေကြေးထောက်ပံ့ခဲ့သူလည်းဖြစ်ပါတယ်သူတို့နှစ်ဦးဟာမာร์กစီဇမ်ဆိုတဲ့ဝါဒကိုစတင်ခဲ့ပြီးတော့ကွန်မြူနစ်စနစ်ဟာလည်းမာร์กစီဇမ်နဲ့အတူဖွံ့ဖြိုးလာခဲ့ပါတယ်သူတို့နှစ်ဦးတွဲဖက်ရေးသားခဲ့တဲ့စာအုပ်တွေထဲမှာထင်ရှားတဲ့စာအုပ်ကတော့ The Communist Manifesto ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်သူတို့ရဲ့အတွေးခေါ်တွေကတော့လုံသမားများတန်းတူညီမှုအတွက်ဒနာရှင်လူဒန်းစားကိုတော်လှန်ပြီးတော့ဒန်းတူစနစ်တည်ထောင်ရန်လိုတယ်ဆိုတဲ့အချက်ဖြစ်တယ်။နောက်ပြီးတော့စီးပွားရေးဟာလူအတိုင်းဝိုင်းကိုထိန်းချုပ်ထားတယ်။လူမှုရေးပြုပြင်ပြောင်းလဲမှုဟာစီးပွားရေးစနစ်နဲ့တိုက်ရိုက်သက်ဆိုင်တယ်ဆိုတဲ့အယူဆဖြစ်ပါတယ်။ဒန်းတူညီမှုရှိတဲ့ဇယိုက်မွဲမဲ့လူအတိုင်းဝိုင်း classless society ကိုတည်ဆောက်ဖို့ရန်အတွက် communist စနစ်လိုတယ်ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။အခုတမန်ကျမ်းစာတွေကတမန်တော်ဝတ္ထုထဲမှာဖော်ပြထားတဲ့ကွန်မြူနစ်စနစ်အကြောင်းကိုလေ့လာကြည့်ရအောင်တမန်ကျမ်းစာထဲမှာကွန်မြူနစ်စနစ်လို့ပြောတဲ့အခါမှာယနေ့ကမ္ဘာနိုင်ငံအချို့ရဲ့ကွန်မြူနစ်စနစ်နဲ့တစ်ထပ်တည်းကြတယ်လို့ပြောဖို့တော့ခက်ပါတယ်တချို့နေရာလေးတွေတူညီမှုရှိပေမဲ့တချို့နေရာတွေမှာတော့သူ့ရဲ့သဘောတဘာဝရည်ရွယ်ချက်နဲ့နီးလန်းတွေကွဲပြားကြတယ်ဆိုတော့တွေ့ရပါတယ်အချိန်ကာလအပြင်သခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း AD 33ကနေ35အကြားဖြစ်နိုင်တယ်လို့ယူဆကြပါတယ်ဒီအချိန်ကစပြီးတော့အသင်းတော်စတင်တယ်လို့ဆိုနိုင်ပါတယ်သခင်ယေရှုခရစ်တော်မရှိတဲ့နောက်ပိုင်းမှာသူ့ရဲ့တပည့်တော်တွေဖြစ်တဲ့တမန်တော်တွေကယုံကြည်သူအဖွဲ့အစည်းကိုဥဆောင်ခဲ့ပါတယ်ယေရုရှလင်မြို့ကကနဦးအသင်းတော်အဖွဲ့အစည်းကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့ကမိမိတို့ရဲ့ပိုင်ဆိုင်မှုတွေကိုမျှဝေသုံးစွဲခဲ့ကြတယ်ဆိုတော့တွေ့ရပါတယ်ကွန်မြူနစ်စနစ်ရဲ့သဘောတဘာဝဖြစ်တဲ့ဒန်းတူညီတူမှုဆိုတဲ့စနစ်နဲ့တွားကြပါတယ်အဖွဲ့အစည်းအတွင်းမှာဘယ်သူမှဆင်းရဲသူမရှိစေရဆိုတဲ့စနစ်နဲ့တွားကြပါတယ်ကိုယ်မှရှိတဲ့အိမ်တွေမြေကွက်တွေပိုင်ဆိုင်မှုတွေကိုရောင်းချပြီးတော့ပေတရုနဲ့တမန်တော်ရဲ့ရှေ့ကိုယူဆောင်လာပြီးတော့မျှဝေသုံးစွဲကြပါတယ်ဆင်းရဲတဲ့သူများကိုလည်းဝေငှပေးကမ်းခြင်းတွေလှုပ်ဆောင်ခဲ့ကြပါတယ်ဒီအထဲမှာအာနနီနဲ့ရှဖိယေဆိုတဲ့လေမယားလည်းရှိပါတယ်သူတို့ဟာလည်းသူတို့ရဲ့ပစ္စည်းဥစ္စာတွေကိုရောင်းချခဲ့ပါတယ်ဒါပေမဲ့သူတို့ရောင်းရတဲ့အဘိုးတဘို့ကိုထိန်ဝက်ပြီးတော့တဘို့ကိုပဲတမန်တော်တွေရှေ့ကိုယူဆောင်လာကြပါတယ်ကျန်တဲ့တွက်ကိုသူတို့ရဲ့ကိုကျိုးအတွက်အသုံးချဖို့အတွက်သူတို့ရည်ရွယ်ထားခဲ့ပါတယ်အရင်ဆုံးအာနနီကတမန်တော်တွေရှေ့ကိုအရင်ရောက်လာပါတယ်ရောက်လာတဲ့အခါမှာတမန်တော်ပေတရုကအာနနီမင်းတန်ရှင်းသောဝိညာဉ်တော်ကိုလှည့်စားပြီးတော့မင်းတို့ရောင်းရတဲ့အဖိုးတပုတ်ကိုဘာကြောင့်ဖွက်ထားရတယ်လဲဘာကြောင့်စာတန်ကိုအခွင့်အရေးပေးခဲ့ရတယ်လဲဆိုပြီးတော့ပြောပါတယ်မင်းကလူကိုပဲလိန်တာမဟုတ်ဘူးဖျားသခင်ကိုပါလိန်ညာတာဖြစ်တယ်ဆိုပြီးပြောခဲ့ပါတယ်အဲ့ဒီစကားကိုကြားကြားချင်းမှာပဲအာနနီကလဲကျတည်ဆုံးသွားပါတယ်သူ့ရဲ့အလောင်းကိုလည်းလူတွေကထမ်းထုတ်သွားပြီးတော့တကြိုလိုက်ကြပါတယ်နောက်3နိုင်လောက်ကြာတဲ့အခါမှာသူ့ရဲ့အမျိုးသမီးရှဖိယေရောက်လာပါတယ်သူကသူ့ရဲ့အမျိုးသားတည်ဆုံးသွားတော့မသိသေးပါဘူးပေတရုကလည်းမင်းတို့ရောင်းခဲ့ရတဲ့ငွေဒါအကုန်ပဲလားဆိုပြီးတော့မေးပါတယ်ရှဖိယေကလည်းဟုတ်ပါတယ်ကျမတို့ရောင်းခဲ့ရတာဒီလောက်နဲ့ပဲဖြစ်ပါတယ်ဆိုပြီးဖြေခဲ့ပါတယ်ပေတရုကလည်းမင်းတို့ဘာကြောင့်ဖျားသခင်ရဲ့ဝိညာဉ်တော်ကိုစုံစမ်းဖို့တဲ့ကြံစီရတာလဲဘာကြောင့်ခုလိုမျိုးလိန်ညာရတာလဲမင်းရဲ့အမျိုးသားကိုတွားတကြူပြီးပြန်လာတဲ့သူတွေကအခုပဲတကားနားမှာရောက်ပြီးမင်းကိုလည်းသူတို့တဲဆောင်သွားလိမ့်မယ်ဆိုပြီးပြောပါတယ်အဲ့လိုပြောပြီးတာနဲ့ရှဖိယေကလည်းလဲကျတေဆုံးသွားပါတယ်လူလင်တွေကလည်းသူ့ရဲ့အလောင်းကိုတဲဆောင်သွားပြီးတော့သူ့ရဲ့အမျိုးသားနားမှာပဲတကြူပေးလိုက်ကြပါတယ်အသိဝင်တွေနဲ့ဒါကိုမြင်ရကြားရတဲ့သူတွေကကြောက်ရွံ့တုန်လှုပ်ကြပါတယ်ဒါကတော့တမန်ကျမ်းစာထဲမှာတွေ့ရတဲ့ကနဦးအသင်းတော်အဖွဲ့အစည်းရဲ့အုပ်ချုပ်တဲ့ပုံစံပဲဖြစ်ပါတယ်ကွန်မြူနစ်စနစ်နဲ့ကနဦးအသင်းတော်ရဲ့ဖွဲ့စည်းပုံတွေအကြားဆက်စပ်မှုတွေကိုပြန်ကြည့်တဲ့အခါမှာတူညီတဲ့အချက်တွေရှိတယ်လို့ကွဲပြားတဲ့အချက်တွေလည်းရှိပါတယ်တူညီတဲ့အချက်ကတော့တန်းတူညီမှုဆိုတဲ့ပစ္စည်းတွေကိုမျှဝေသုံးစွဲတဲ့ပုံစံတွေတူပါတယ်
ကွဲပြားတဲ့အချက်ကတော့ကနဦးအသင်းတော်မှာစေတနာစိတ်နဲ့မျှဝေကြပေမဲ့ကွန်မြူနစ်စနစ်မှာတော့အာဏာပိုင်မှုနဲ့အတင်းအဓမ္မအမိန့်ချမှတ်တာပဲဖြစ်ပါတယ်။အာဏာနည်းနဲ့ရှဖိရီကသူတို့ရဲ့လိမ်ညာချင်းကြောင့်အပြစ်ဒဏ်ခံရခြင်းဆိုတာဖျားမကြိုက်တာကိုလုံးမိတဲ့အတွက်ဖျားကပြန်လဲအပြစ်ဒဏ်ချတယ်ဆိုတဲ့အပေးယူသဘောကိုတွေ့ရပါတယ်။ဒါကိုကွန်မြူနစ်စနစ်နဲ့ပြန်ဆက်ကြည့်မယ်ဆိုလို့ရှိရင်စနစ်ကိုမနာခံတဲ့သူတွေကိုအပြစ်ဒဏ်ချမှတ်တယ်ဆိုတဲ့သဘောနဲ့တူညီတယ်လို့ဆိုနိုင်ပါတယ်။အချို့သောကွန်မြူနစ်နိုင်ငံတွေကသူတို့ရဲ့စနစ်ကိုမနာခံတဲ့သူတွေကိုအကြမ်းဖက်စွာနဲ့ပြစ်ဒဏ်ပေးတာမျိုးတွေတောင်ရှိပါတယ်။ရည်ရွယ်ချက်တွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ကနဦးအသင်းတော်ကအသင်းတော်ဆိုတဲ့ခိုင်မာတဲ့အဖွဲ့အစည်းကိုတည်ဆောက်ဖို့ရန်ဖြစ်ပါတယ်။ကွန်မြူနစ်စနစ်ရဲ့ရည်ရွယ်ချက်ကတော့စီးပွားရေးနဲ့လူမှုရေးတန်းတူမှုကိုတည်ဆောက်ဖို့ဖြစ်ပါတယ်။အုပ်ချုပ်စီမံခန့်ခွဲမှုကိုကြည့်မယ်ဆိုလို့ရှိရင်ကနဦးအသင်းတော်ကိုတမန်တော်တွေကအုပ်ချုပ်စီမံပါတယ်။ကွန်မြူနစ်စနစ်မှာတော့အာဏာရှင်အာဏာပိုင်တွေကစီမံခန့်ခွဲပါတယ်။တမန်ကျမ်းစာထဲမှာတွေ့ရတဲ့ကနဦးအသင်းတော်ကတန်းတူညီတူမှုကိုချပြပေမဲ့အစိုးရအာဏာနဲ့အတင်းအဓမ္မလုပ်တာမျိုးမဟုတ်ပါဘူး။တမန်တော်တွေကလည်းအတင်းအဓမ္မစီခန့်ခြင်းမျိုးမလုပ်ဆောင်ပါဘူး။ကိုယ့်ရဲ့စေတနာစိတ်နဲ့ပါဝင်စေပါတယ်။သို့တော်လည်းမှန်မှန်ကန်ကန်နဲ့ပါဝင်ရမှာဖြစ်ပါတယ်။ဒီနေ့လူဖွဲ့အစည်းအတွက်သင်ခန်းစာအနေဖြင့်ကြည့်မယ်ဆိုရင်တော့ဘာသာရေးအဖွဲ့အစည်းမှာပဲဖြစ်ပါစေနိုင်ငံရေးအဖွဲ့အစည်းမှာပဲဖြစ်ပါစေစနစ်တစ်ခုကောင်းရုံနဲ့မရပါဘူး။လူတွေတူတယောက်ချင်းစီကလည်းကောင်းနေဖို့လိုပါတယ်။ဒီနေ့အသင်းတော်သာသနာလုပ်ငန်းတွေမှာလည်းစေတနာစိတ်မေတ္တာစိတ်ဆိုပြီးတော့ပြောနေကြပေမဲ့ကွန်မြူနစ်စနစ်ရဲ့သဘောတဘာဝဖြစ်တဲ့အာဏာရှင်ဆန်ဆန်လှုပ်ဆောင်လာကြတဲ့အခါမှာအသင်းတော်သာသနာတွေပျက်စီးကွဲပြဲကုန်ကြတယ်ဆိုတာကိုလည်းတွေ့ရပါတယ်။မူကောင်းပေမဲ့လူမကောင်းရင်တော့အလကားပဲဆိုတဲ့သဘောကိုတွေ့ရပါတယ်။ကနဦးအသင်းတော်ရဲ့အုပ်ချုပ်ပုံစနစ်ကကောင်းပေမဲ့လူတွေရဲ့စနစ်ကိုမနာခံနိုင်မှုကမလိုလားအပ်တဲ့ပြဿနာတွေဖြစ်စေတယ်ဆိုတာကိုတွေ့ရပါတယ်။ကာမာက်စ်နဲ့ဖရီဒရစ်အန်ဂယ်တို့ရဲ့အတွေးခေါ်တွေက19ရာစုအတွင်းမှာတော့ကမ္ဘာပေါ်မှာလွှမ်းမိုးမှုသိမ်းမရှိခဲ့သလိုသူတို့ရဲ့အတွေးခေါ်တွေကလည်းလက်တွေ့ကျင့်သုံးမှုမှာခက်ခဲခဲ့ပါတယ်။ဒါပေမဲ့20ရာစုမှာတော့ဗလာဒီမာလီနင်ဂျိုးဆက်စတာလင်နဲ့မော်စီဒုံတို့ကသူတို့ရဲ့အတွေးခေါ်တွေကိုလက်တွေ့ကျင့်သုံးခဲ့ကြပါတယ်။ဆိုဗီယက်ယူနီယံ၊တရုတ်၊ကျူးဘားနဲ့မြောက်ကိုရီးယားနိုင်ငံတွေမှာလက်တွေ့ကျင့်သုံးမှုဖြစ်လာခဲ့ပါတယ်။ဗလာဒီမာလီနင်က1919မှာရုရှားမှာကွန်မြူနစ်အာဏာကိုသိမ်းလိုက်ပါတယ်။လီနင်ကဇယိုက်မွေးမဲ့လူအဖွဲ့အစည်း Classless Society ကိုတည်ဆောက်ရန်စ조사ခဲ့ပြီးတော့ပိုင်ဆိုင်မှုတွေကိုအစိုးရပိုင်ဖြစ်သိမ်းယူပြီးတော့တန်းတူညီမှုကိုချမှတ်လိုက်ပါတယ်။နောက်ပိုင်းဒီအရာတွေကြောင့်ပဲ1922ခုနှစ်မှာတော့နိုင်ငံပေါင်း15နိုင်ငံပါဝင်တဲ့ဆိုဗီယက်ယူနီယံဖြစ်လာပါတယ်။မော်စီဒုံဟာလည်း1949ခုနှစ်မှာတရုတ်ပြည်သူ့သမ္မတနိုင်ငံကိုတည်ထောင်ခဲ့ပါတယ်။ပိုင်ဆိုင်မှုတွေကိုအစိုးရပိုင်သိမ်းယူပြီးတော့လူတိုင်းကိုတန်းတူလုပ်ကင်စေခဲ့ပါတယ်။အခြားနိုင်ငံများမှာကွန်မြူနစ်စနစ်ရဲ့အောင်မြင်မှုတွေအနေနဲ့1959မှာကျူးဘားမှာဖီဒယ်ကက်စထရိုရဲ့အုပ်ချုပ်မှု1985မှာဗီယက်နမ်နိုင်ငံမှာဟိုချီမင်းရဲ့ထိန်းချုပ်မှု1948မှာတော့မြောက်ကိုရီးယားမှာကင်မီဆွန်ရဲ့စတင်မှုတွေပဲဖြစ်ပါတယ်။ကွန်မြူနစ်စနစ်ရဲ့အဓိကအစိတ်ပိုင်းများတူတယောက်ချင်းစီကကိုယ်ပိုင်ပိုင်ဆိုင်မှုမရှိပဲအားလုံးကိုအစိုးရကထိန်းချုပ်ပါတယ်။လူတိုင်းကတန်းတူကြပြီးတော့တန်းတူခွန်အားထုတ်ကြပါတယ်။အစိုးရကပဲလူဒန်းစားတန်းတူမှုကိုထိန်းသိမ်းဖို့ရန်အတွက်အတင်းဖိနှိပ်မှုတွေပြုလုပ်ပါတယ်။တန်းတူစနစ်နဲ့လူအဖွဲ့အစည်းကိုပြုပြင်ပါတယ်။ကွန်မြူနစ်စနစ်အောက်မှာစီးပွားရေးပြဿနာများကွန်မြူနစ်စနစ်အောက်မှာအစိုးရကစီးပွားရေးကိုပြေဝထိန်းချုပ်ပါတယ်။လူတိုင်းအကျိုးတူရမယ်ဆိုတဲ့ယုံကြည်မှုတွေကြောင့်ထုတ်လုပ်မှုတွေကိုရှော့ချခြင်းတွေဖြစ်လာပါတယ်။ဘယ်လောက်ပဲလှုပ်အကျိုးတူပဲရမယ်ဆိုတဲ့စနစ်ကလူတိုင်းကိုစ조사ခြင်းစိတ်မရှိဘဲနဲ့ပို့ပြီးတော့ပြင်းလာစေပါတယ်။ဒါကြောင့်ကွန်မြူနစ်စနစ်အောက်မှာအလုပ်လုပ်နှုန်းကလည်းမမြင့်မားနိုင်ပါဘူး။ဒါတွေကြောင့်ဆိုဗီယက်ယူနီယံဆိုလို့ရှိရင်1992ခုနှစ်မှာစီးပွားရေးနဲ့လူမှုရေးပြဿနာတွေကြောင့်ပြိုကွဲသွားခဲ့တယ်ဆိုတာကကွန်မြူနစ်စနစ်ရဲ့အားနည်းချက်တွေပဲဖြစ်ပါတယ်။ကွန်မြူနစ်စနစ်အောက်မှာစားနပ်ရိက္ခာနဲ့အခြားပစ္စည်းတွေကိုအစိုးရကပဲထောက်ပံ့ပေးပါတယ်။ဒါပေမဲ့ထောက်ပံ့မှုမလုံလောက်တဲ့အခါမှာငတ်မွတ်မှုနဲ့မတည်ငြိမ်မှုတွေဖြစ်လာတယ်ဆိုတာတွေ့ရပါတယ်။ဥပမာတရုတ်နိုင်ငံမှာ1958နဲ့1962အတွင်းမှာလူပေါင်း45တန်းခန့်သေဆုံးခဲ့ပါတယ်။ဆိုဗီယက်ယူနီယံမှာလည်း1932နဲ့1933ကြားမှာတန်းနဲ့ချီတဲ့လူတွေအငတ်ဘေးကြုံခဲ့ရပါတယ်။ကွန်မြူနစ်စနစ်ကအစပိုင်းမှာအောင်မြင်နေပေမဲ့အချိန်ကြာလာတဲ့အခါမှာစီးပွားရေးပြဿနာတွေကြောင့်ပြိုကွဲနိုင်ပါတယ်။ကွန်မြူနစ်စနစ်အောက်မှာလူအခွင့်အရေးချိုးဖောက်မှုနဲ့အာဏာရှင်ပြဿနာတွေလည်းဖြစ်လာပါတယ်။အစိုးရကပြည်သူ့ဘောင်အသစ်တည်ဆောက်ဖို့ပြောပေမဲ့အစိုးရကိုလက်မခံတဲ့သူတွေကိုဖိနှိပ်ခြင်းတွေပြုလုပ်ပါတယ်။တန်းတူညီမှုလို့ပြောနေကြပေမဲ့အစိုးရခေါင်းဆောင်တွေကပဲအာဏာကျော်ကြားပါတယ်။
ဥပမာဂျိုးဇက်စတာလင်နဲ့မော်စီဒုံတို့လိုခေါင်းဆောင်တွေပဲဖြစ်ပါတယ်သူတို့ကအစိုးရရဲ့အာဏာကိုလက်မခံတဲ့သူတွေကိုဖိနှိပ်တပ်ဖြတ်ခြင်းတွေလုပ်ခဲ့ပါတယ်ဂျိုးဇက်စတာလင်က1930မှာတန်းနဲ့ချီတဲ့ရုရှားပြည်သူတွေကိုတပ်ဖြတ်ခဲ့ပါတယ်ထို့တူမော်စီဒုံဟာလည်းတော်လှန်ရေးအတွင်းတန်းနဲ့ချီတဲ့ပြည်သူတွေကိုတိတ်ဆုံးစေခဲ့ပါတယ်နောက်ပြီးကွန်မြူနစ်နိုင်ငံတွေမှာတည်င်းလွတ်လပ်ခွင့်တွေလည်းမရှိပါဘူးတဘောထားဖော်ပြခွင့်တွေလည်းမရှိပါဘူးကွန်မြူနစ်နစ်ကတန်းတူညီတူမှုကိုကြေညာနေပေမဲ့တကယ်တော့အုပ်ချုပ်သူတွေကသာအာဏာကိုတစ်ဖက်သက်ထိန်းချုပ်ထားပါတယ်တရုတ်ရုရှားနဲ့မြောက်ကိုရီးယားတို့မှာတပါတီစနစ်နဲ့သာအုပ်ချုပ်ပါတယ်ကာမတ်စ်နဲ့ဖရီဒရစ်အန်ဂယ်တို့ကလူအတိုင်းဝိုင်းကိုတိုးတက်ဖို့ရန်ကြိုးစားခဲ့ပေမဲ့သူတို့ရဲ့အတွေးခေါ်တွေကလက်တွေ့ကျင့်သုံးတဲ့အခါမှာပြဿနာတွေဖြစ်လာခဲ့ပါတယ်မာက်ဆီဇမ်ရဲ့ထိပ်တန်းအကောင်းဆုံးရည်မှန်းချက်ကတန်းတူညီမှုဖြစ်ပေမဲ့လက်တွေ့ကျင့်သုံးတဲ့အခါမှာတော်လှန်ရေးနဲ့အာဏာရှင်စနစ်ဖြစ်ပေါ်စေပါတယ်ကွန်မြူနစ်စနစ်ကရည်ရွယ်ချက်အပြင်ကောင်းပေမဲ့လက်တွေ့ဘဝမှာတော့စီးပွားရေးပြဿနာတွေလူအခွင့်အရေးချိုးဖောက်မှုတွေနဲ့အာဏာရှင်စနစ်ဖြစ်လာတာတွေကြောင့်ပြိုကွဲနိုင်ပါတယ်ဒါပေမဲ့တန်းတူညီတူမှုအတွက်နီယိုကွန်မြူနစ်ဇမ်လို့ခေါ်တဲ့လူစီးပွားရေးယဉ်ကျေးမှုနဲ့တင့်လျော်တဲ့စနစ်တွေနဲ့တွားရင်တော့အဆင်ပြေနိုင်ပါတယ်ယနေ့တရုတ်ကျူးဘားနဲ့မြောက်ကိုရီးယားနိုင်ငံတွေကကွန်မြူနစ်ဝါဒကိုဆက်လက်ကျင့်သုံးနေပေမဲ့လူပေါင်းအနေဖြင့်ထိန်းချုပ်မှုတွေဖြေလျှော့လာကြတဲ့အရာလေးတွေလည်းရှိပါတယ်စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကြောင့်ယနေ့ပြုပြင်ပြောင်းလဲနေတဲ့လူအတိုင်းဝိုင်းမှာကွန်မြူနစ်စနစ်ကတော်လှန်ရေးမဖြစ်နိုင်တော့ဘူးလားဆိုတာကတော့မေးခွန်းတစ်ခုဖြစ်နေပါတယ်ကွန်မြူနစ်စနစ်နဲ့တမာကျန်းစာအကြားတူညီတဲ့အချက်နဲ့ကွဲပြားတဲ့အချက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တူညီတဲ့အချက်ကတော့တန်းတူညီမှုပဲဖြစ်ပါတယ်ကွန်မြူနစ်စနစ်မှာတန်းတူညီမှုကိုအားထားတယ်ဆိုတာတွေ့ရတယ်လို့တမာကျန်းစာမှာလည်းလူတိုင်းဟာဘုရားသခင်ရှေ့မှာတန်ဖိုးရှိကြောင်းဖော်ပြပါတယ်အချင်းချင်းတယောက်နဲ့တယောက်ချစ်ချင်းမေတ္တာထားဖို့သင်ကြားပါတယ်နောက်တစ်ချက်ကတော့ကွန်မြူနစ်စနစ်မှာဆင်းရဲသားများကိုကူညီရတဲ့အတွက်ချမ်းသာသူများထံမှယူပြီးတော့ပြန်လည်ဖြန့်ချီခြင်း redistribution ပြုလုပ်ပါတယ်တမန်ကျမ်းစာမှာလည်းဆင်းရဲသောသူများကိုကူညီဖို့ရန်အတွက်သင်ကြားထားပါတယ်မတူညီတဲ့အချက်ကတော့ကွန်မြူနစ်စနစ်မှာတာမန်လူစနစ်နဲ့တန်းတူမှုကိုတည်ဆောက်ခြင်းဖြစ်ပါတယ်တမန်ကျမ်းစာမှာတော့ဘုရားသခင်ကိုအားထားခြင်းဖြင့်တန်းတူညီမှုကိုဖန်တီးဖို့ဖြစ်ပါတယ်ကွန်မြူနစ်စနစ်မှာဘုရားမရှိပေမဲ့တမန်ကျမ်းစာမှာတော့ဘုရားသခင်သာလျှင်အဓိကဖြစ်တယ်ပြုပြင်ပြောင်းလဲမှုနည်းလမ်းတွေအနေနဲ့ကွန်မြူနစ်စနစ်မှာတော်လှန်ရေးဖြင့်ချမ်းသာသူတွေကိုဖယ်ရှားဖို့ကြိုးစားတယ်တမန်ကျမ်းစာမှာတော့ချစ်ချင်းမေတ္တာနဲ့ပြုပြင်ပြောင်းလဲရန်လမ်းပြတယ်ဆိုတာကိုတွေ့ရပါတယ်ယောမဩဝါဒစာအခန်းကြီး7အငယ်20-21မှာရန်သူကိုလက်စားမချေဖို့အကောင်းအပြည့်အဆိုးကိုအနိုင်ယူဖို့တွင်တင်ထားပါတယ်ကွန်မြူနစ်စနစ်မှာတန်းတူညီမှုကိုဦးစားပေးပေမဲ့တမန်ကျမ်းစာမှာတော့ရေရှည်တည်မြဲတဲ့ချစ်ချင်းမေတ္တာကိုဦးစားပေးပါတယ်နောက်ဆုံးရည်မှန်းချက်များအနေနဲ့ကွန်မြူနစ်စနစ်မှာလူအတိုင်းဝိုင်းကိုအာဏာတစ်ခုထဲမှထိန်းချုပ်ရန်ဖြစ်ပါတယ်ဖိနှိပ်မှုတွေနဲ့တိုးတက်ဖို့ကြိုးစားတယ်တမန်ကျမ်းစာရဲ့ရည်ရွယ်ချက်ကတော့ဘုရားသခင်နဲ့ရှင်သန်မှုကိုရရှိဖို့ဖြစ်ပါတယ်ချစ်ချင်းမေတ္တာနဲ့စိတ်နှလုံးပြောင်းလဲမှုဖြင့်တိုးတက်ရန်လမ်းပြပါတယ်အချုပ်အားဖြင့်ဆိုရရင်စနစ်တစ်ခုဘလောက်ကောင်းကောင်းလူတွေမကောင်းရင်အလကားပါပဲအစောပိုင်းမှာပြောခဲ့သလိုပဲမူကောင်းပေမဲ့လူမကောင်းရင်တော့ရည်ရှိတည်မြဲမှာမဟုတ်ပါဘူးခေါင်းဆောင်တဲ့နောက်လိုက်များဟာလည်းအာဏာရှင်ဆန်မှုအတ္တဆန်မှုတွေနဲ့အဖွဲ့အစည်းကိုတိဆောက်လို့မရပါဘူးဒီနေ့လောကမှာစစ်မှန်တဲ့တန်းတူညီမှုကိုရရှိဖို့ရန်အတွက်ကတော့ချစ်ချင်းမေတ္တာနဲ့သာတိဆောက်နိုင်မှာဖြစ်ပါတယ်